ကဲ hello အဲ့မှာနော်ဒီကောင်လေးဆိုရင် Oppo Reno 14ထဲမှာနော်ဒီနေ့မှထွက်ရှိထားတဲ့ဖုန်းလေးတွေပါဒီကောင်လေးဆိုရင်အမှအယောင်ကလာပိုင်းညာလေးဆိုရင်အယောင်လေးကိုမိုက်ပါတယ်နော်ဒီကောင်လေးတွေအခုမှဒီနေ့မှစာရောင်းလို့ရတဲ့ဖုန်းလေးပါအတစ်မော်ကအတစ်ဆက်လေးရပါနော်ဒီနေ့မှစာရောင်းလို့ရတယ်ဟာဒီကောင်လေးဆိုရင်အဖြူရောင်လေးပါနော်ဒီကြည့်လိုက်အဲ့နောက်မှာဆိုရင်လေသူကလိပ်ပြာရောင်လေးတဲ့သူကအဲ့မှာသူကအဲ့မှာအရာလေးရောမိုက်ပါတယ်အရာလေးဆိုရင်ဒီကောင်လေးဆိုရင်ရောပြီးတော့ဒီကောင်လေးဆိုရင်အစိမ်းရောင်ပေါ့နော်အစိမ်းရောင်ဒီကောင်လေးဆိုရင်သူကစိမ်းနုနုလေးပါပဲဒီကောင်လေးဆိုရင်အရာလေးကိုမိုက်ပါတယ်နော်သူကအာတင်းရှာဖီနဲ့သူကတိုက်စီနဲ့ပါအရာလေးကိုမိုက်ပါတယ်အဲ့မှာဒီဇိုင်းတော့ညာဆိုရင်လည်းအရာလေးကိုအဆင်ပြေတော့နော် iPhone ဒီဇိုင်းလေးနဲ့အရာလေးကိုမိုက်ပါတယ်နော်ပြီးတော့ဒီကောင်လေးဆိုရင်လည်းကြည့်လိုက်ပါအောင်နော်အဲ့မျိုးဒါလေးဆိုရင်တော့အမဲရောင်လေးပေါ့အမဲရောင်ဆိုရင်တော့ metal plug နေပေါ့နော် metal plug လေးဆိုရင်အရာလေးကိုမိုက်ပါတယ်နော်သူက jet plug တော့မဟုတ်ဘူးနော် metal plug ထဲပါအရာလေးကိုမိုက်ခိုင်းသူကကိုင်နိုင်သူကအနောက်မှာဆိုရင်သူကလက်ပွေတွေပါမဖြစ်ပါဘူးနော်အဲ့မှာကိုင်နိုင်ဘယ်တော့ပဲကိုင်ခိုင်းသူကလည်းကိုယ်ကလက်ပွေရတော့ပါမဖြစ်ထားဘူးနော်ဒီကောင်လေးဆိုအရာလေးကိုမိုက်ပါတယ်နော်ဒီကောင်လေးဆိုရင်သူကစေးနှုံးဆိုရင်လည်းသူက3000ကနေ3000ကျော်ထဲကပဲရှိမှာပါနော်ဒီကောင်လေးဆိုရင်သူက RAM set 696ရှိမယ်ပြီးတော့ RAM set 6512ရှိမယ်မှာရှိပါမယ်နော်ဒီကောင်လေးဆိုအရာလေးကိုမိုက်ပါတယ်နော်လို့ရှင်နေဆိုရင်ကျွန်တော်စီမံ set တိုင်းမြင်းလာလို့ရပါတယ်နော်အဲ့မှာကြည့်တဲ့ design မှာအရာလေးဆိုအရာလေးကိုမိုက်ပါတယ်နော်အားမပြောစရာမရှိဘူးเนาะဒီဇိုင်းကလာပါညာဆိုရင်လည်းအဲ့မှာစီလုံးကလည်းအတင်းတင်းလေးနဲ့အရာလေးကိုတုံးတယ်အရာလေးကိုကောင်းမရေးဆိုရစိန်ခံလေးကလည်းဖြစ်ပါတယ်เนาะအဲ့မှာလို့ရှင်လည်းဆိုကျွန်တော်စီမှာဖုန်းဆက်မီးနဲ့လာလို့ရရတယ်မဟုတ်ပါဘူးဆိုရင်ကျွန်တော်ဟိုဒီ account ထဲမှာပြီးတော့ဆက်သွယ်မီးနဲ့လာလို့ရပါတယ်เนาะကျွန်တော် WeChat account app ပြီးတော့မီးနဲ့လာလို့ရပါတယ်เนาะ